မင်္ဂလာပါ Great and More Co Limited ကိုရောက်ရှိလာကြတဲ့ဝန်ထမ်းသစ်များအားလုံးကိုကျွန်တော်တို့ရဲ့ဖွဲ့စည်းကိုစားနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်အခုလို့ကျွန်တော်တို့နဲ့အတူလက်တွဲဖို့ရောက်ရှိလာတဲ့အတွက်အရန်ကိုဝမ်းသာမိပါတယ်ဟုတ်ပါတယ်ဒီနေရာမှာတော့အားလုံးဟာမိသားစုဝင်တွေလိုပါပဲတယောက်နဲ့တယောက်ကူညီရင်အတူတူအလုပ်လုပ်ကြမဲ့အဖွဲ့တစ်ဖွဲ့ပေါ့ Great and More မိသားစုဝင်ဖြစ်လာကြတဲ့နောက်တစ်ခေါက်ထပ်မံပြီးချိုးဆိုလိုက်ပါတယ်ကဲဒါဆိုကျွန်တော်တို့ GNM မှာအလုပ်လုပ်ကြတဲ့အခါဘယ်အရာတွေကိုအလေးခါတယ်လဲဘယ်လိုစိတ်သက်တဲ့အလုပ်လုပ်ကြတယ်လဲဆိုတာလေးကြည့်လိုက်ကြအောင်ဒါတွေကကျွန်တော်တို့အားလုံးရဲ့နေ့စဉ်အလုပ်တွေကိုလမ်းကြုံပေးမဲ့အခြေခံမူတွေပါပဲကျွန်တော်တို့စီမှာအတူကောက် TIPC လို့မှတ်ထားလို့ရတဲ့အဓိကတန်ဖိုး၄ခုရှိပါတယ်ဒီက teamwork အဖွဲ့နဲ့တသားတည်းကြပူးပေါင်းဆောင်ရွက်တာအိုင်က integrity ရိုးသားဖြောင့်မတ်တာ B က punctuality အချင်းကိုတိတိကျကျလေးစားလိုက်နာတာနောက်ဆုံး C ကတော့ commitment ကိုတာမင်ကိုအပြည့်အဝယူပြီးဂတိတည်တာပဲဖြစ်ပါတယ်ဟုတ်ပြီတမိုးတွေအကြောင်းတီးပြီးပြီဆိုတော့နေ့စဉ်အလုပ်နဲ့ပတ်သက်တဲ့လက်တွေ့ကျတဲ့အချက်လေးတွေကိုဆက်သွားကြရအောင်ပထမဆုံးကတော့အလုပ်ချိန်နဲ့နားချိန်တွေအကြောင်းပေါ့ဒီမှာကြည့်လိုက်ရင်နေ့အဆိုင်နဲ့ငါးဆိုင်အသက်အလုပ်ချိန်နဲ့နားချိန်တွေကိုတွေ့ရပါမယ်နေ့အဆိုင်ကတော့မနက်၈နာရီကနေညနေ9နာရီအထိပါကြားထဲမှာနားချိန်3ချိန်ရှိပါတယ်ညဆိုင်လည်းဒီတိုင်းပါပဲည8နာရီကနေမနက်9နာရီအထိဖြစ်ပြီးသတ်မှတ်ထားတဲ့နားချိန်တွေမှာအားရင်ပြန်ဖြည့်ဖို့မမေ့ကြနေဘူးနော်အလုပ်ချိန်နေတီးပြီဆိုတော့နောက်တစ်ခုအရေးကြီးတာကအလုပ်တဲ့အလုပ်စင်မတန်းတင်တဲ့ကိစ္စပါဒါကလာစာတွက်ချက်တဲ့နေရာမှာအမှားယွင်းမရှိဖို့နဲ့အားလုံးအတွက်ပါအရေးကြီးတဲ့အထက်ဒေတာနေမထားပေးကြပါဒါဆိုအလုပ်ဝင်ချိန်ကိုမှန်ကန်ထည့်အောင်ဘယ်လိုများမှတ်ကန်တင်ကြမလဲလွယ်လေးမှာလောက်ရမှာကအသေးကအစံလေးစင့်ပဲရှိတယ်တဲ့အလုံးမစခင်အချိန်မီရောက်နေဖို့လိုတယ်နှစ်စက်မှာကိုလက်ဖွေကိုတိုင်နှိပ်ပါသုံးတခုခုအစင်မပြေလို့ဒါမှမဟုတ်မိတ်သွားလို့ scan မဖတ်လိုက်ရရင်အဲ့ချာကိုချက်ချင်းအကြောင်းကြားရပါမယ်အရေးကြီးဆုံးအချက်နံပါတ်၄ကတော့တငင်ချင်းအတွက်လုံးဝကူမနှိပ်ပေးရပါဘူးနော်ကဲနောက်ကြတယ်ဆိုတာကိုဘလို့တတ်မှတ်လဲဆိုရင်ရှင်းလေးပါမနေ့8:59စက္ကန့်အထိကအချိန်မီရောက်တယ်လို့တတ်မှတ်ပါတယ်အဲ့ဒီအချိန်ကျော်သွားတာနဲ့ဥပမာ8:10မိနစ်မှာရောက်လာတာနဲ့နောက်ကြစရင်ဝင်သွားပါပြီဒီချက်ကိုတော့အထူးသတိပေးချင်ပါတယ်အချိန်မတက်ဆက်ကတစ်ခါတလေအမားယွင်းရှိတတ်တယ်ဒါမှမဟုတ်ကိုယ်တိုင်ကမေးသွားတာမျိုးဖြစ်တတ်တယ်ဘယ်လိုချင်းနေမှာပဲဖြစ်ဖြစ် HR ကိုချက်ချင်းသာတင်ပို့လိုက်ပါဒါမှအလို့စင်ထားတဲ့မှတ်တမ်းမပြော့ဖေးလာစာကိစ္စတဲ့အားလုံးအဆင်ပြေဖြစ်မှာပါဟုတ်ပြီအလုံးလုံးတာပုံပဲတခါတလေအရေးပေါ်ကိစ္စတွေနေမကုန်းတာတွေဂျုံရတာတဘာဝပါပဲအဲ့လိုအချိန်တွေမှာခွင့်ယူခြင်းနဲ့ဆိုရင်ဘယ်လိုစနစ်တကျလုပ်ရမလဲဆိုတာစက်ကြည့်ကြအောင်ခွင့်ကအဓိကအားဖြင့်2မျိုးရှိပါတယ်နေမကောင်းလို့ယူတဲ့ခွင့်နဲ့ကိုရေးကိုတာကိစ္စအတွက်ယူတဲ့ခွင့်ပေါ့နေမကောင်းလို့အလုပ်မလာနိုင်ဘူးဆိုရင်အဲ့ဒီနေ့မနေ့9နာရီမတိုင်ခင်တော့အကြောင်းကြားရမှာမယ်ကိုရေးကိုတာကိစ္စဥပမာအင်ကိစ္စတစ်ခုကြောင့်ခွင့်ယူရမယ်ဆိုရင်တော့တရက်ကျွတင်ပြီးခွင့်ပြုချက်တောင်းဖို့လိုပါတယ်ဒါဆိုခွင့်တိုင်မယ်ဆိုရင်လောက်ရမယ်အချက်3ချက်ကိုမှတ်ထားလိုက်ပါ1အလုပ်မလာနိုင်တဲ့နေ့မနေ့9နာရီမချိုးခင်ဖုန်းဆက်ပါ2ကိုယ့်ရဲ့အချက်လူကြီးဒါမှမဟုတ် HR ဌာနကိုတိုက်ရိုက်ပြောပါ3အလုပ်ပြန်ဆင်းတဲ့နေ့မှာတော့ခွင့်တိုင်တဲ့ဖောင်လေးပြန်ဖြည့်ပေးဖို့မမေ့ပါနဲ့အကြောင်းကြားဖို့အတွက်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်နဲ့ line ID ရတော့ဒီမှာပါဖုန်းထဲမှာမချလိုက်ရင်အရေးအကြောင်းဆိုအလွယ်တကူဆက်သွယ်လို့ရတာပေါ့ကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီဒါကကျွန်တော်တို့အားလုံးအလုပ်ခွင်မှာအဆင်ပြေပြီးဘေးကင်းကင်းနဲ့အလုပ်လုပ်နိုင်ဖို့အတွက် line နိုင်ရမယ့်စီကန်းချက်လေးတွေပါဒီမှာတော့လုပ်ရမယ့်အရာတွေနဲ့လုံးဝမလုပ်ရမယ့်အရာတွေကိုရှင်းလင်းခွဲပြထားပါတယ်လုပ်ရမှာတွေကတော့ uniform ဝင်မယ်ကိုနေရာကိုတန်းတန်းရှင်းထားမယ် NDA ကင်းအလုပ်လုပ်မယ်လုပ်ဖို့ကိုင်းမဲ့အချင်းချင်းလေးစားမှုရှိမယ်ဒါတွေပေါ့ရှောင်းရမှာတွေကတော့ရန်ဖြစ်တာလုံကစားလုပ်တာအလုပ်ချိန်မှာအရက်တောက်တာနဲ့ခိုးယူတာဒါတွေကတော့လုံးဝခွင့်မပြုပါဘူးစီကန်းနဲ့အများကြီးတယ်မှာအရေးကြီးဆုံးကိုပြောပါဆိုရင်တော့ဘေးကင်းဖို့နဲ့တယောက်ကိုတယောက်လေးစားဖို့ပါပဲဒီနှစ်ချက်ရှိနေတယ်ကျွန်တော်တို့ဖွဲ့ကအများတန်းခိုင်မာနေမှာပါအခုပြောသွားတာတွေနဲ့ပတ်သက်ပြီးတခုခုမရှင်းတာဒါမှမဟုတ်တခြားမေးချင်တာတွေရှိလာနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အနည်းဆုံး supervisor ကိုဖြစ်ဖြစ် HR ဌာနကိုဖြစ်ဖြစ်အားမနာတဲ့မေးမြန်းနိုင်ပါတယ်အားလုံးကိုကူညီဖို့ကျွန်တော်တို့ဒီမှာရှိနေတာပါကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့ GNM အဖွဲ့သားတွေခလာကြတဲ့တခါနောက်ဝမ်းမြောက်အကြောင်းပြောချင်ပါတယ်အားလုံးအတူတူလက်တွဲပြီးရှေ့ဆက်အကောင်းဆုံးတွေဖန်တီးသွားကြရအောင်ပါ